ရောက်တဲ့ကိုအချစ်ခံခြင်းနဲ့ကိုမကိုဖြစ်စေခြင်းနဲ့ဆိုရင်တော့ဒီစီမံရရလေးကိုပြုလုပ်ကြည့်ပါတကယ်အစွမ်းထပ်ပါတယ်တံမြာသီးတစ်လုံးလိုမဲ့တံမြာသီးတစ်လုံးပေါ်မှာအထိတ်မှာအပါကလေးဖောက်ပြီးတဲ့ကတစားပလာထုတ်ပြီးတော့စကူလေးနှစ်ရက်ပေါ်မှာမိမိနာမည်ရဲ့မိမိချစ်တဲ့သူနာမည်ရေးပြီးတော့ထပ်ပြီးပြီဆိုတာနဲ့ဆင်မခောက်ပြတဲ့အတိုင်းလေးခောက်ပြီးပြီဆိုတာနဲ့တံမြာသီးရဲ့ကိုထည့်ပြီးပြီဆိုတာနဲ့အပေါ်ကဆလဲမုံအနေငယ်ဖြူပြီးပြီဆိုရင်ပြားရည်အနေငယ်ထက်ပြားရည်မရလဲတကြားရည်ထည့်ပြီးပြီဆိုတာနဲ့အပေါ်ကဖျောင်းဆက်ချပြီးပြီဆိုတာနဲ့ဖျောင်းဆက်ချနေတဲ့အချိန်မှာမိမိဖြစ်ချင်တာကိုပြောကိုမကိုတန်းတန်းဆွဲဖြစ်စေကိုထံပြန်လာတယ်ဆိုပြီးတော့ငါးကောက်တီရွတ်ပြီးပြီဆိုတာနဲ့မိမိအိမ်ဘေးနားမှာရှိတဲ့မြေကြီးအတွင်းကျွင်းတူးပြီးပြီဆိုတာနဲ့ကျွင်းထဲကိုမြုပ်ထားလိုက်ပါမိမိဖြစ်ချင်တာတွေအကုန်ဖြစ်လာပါလိမ့်မယ်